တူတူတန်တန်ပြောနေကြမှာရှိအောင်မင်းကိုကျွန်တော်စာပို့ထားဖို့လေကြားလားခင်ဗျားကကဘာကိုပတ်ပြီးတော့မှနေလာတဲ့ကောင်ပေါ့ဗျာခင်ဗျားသိတဲ့အမှန်တရားနဲ့ကျုပ်သိတဲ့အမှန်တရားဘယ်အမှန်တရားကသစ္စာတရားနဲ့ပိုနီးလဲဆိုတဲ့အကြောင်းကိုခင်ဗျားနဲ့ကျုံနဲ့ပြောမယ်ခင်ဗျားသိတဲ့အမှန်တရားကသစ္စာတရားနဲ့နီးတယ်ဆိုကျုံနှစ်ဖူးကိုကျုပ်တန်းနဲ့ပြစ်မယ်ကျုပ်သိတဲ့အမှန်တရားသစ္စာတရားနဲ့နီးတယ်ဆိုခင်ဗျားနှစ်ဖူးကိုခင်ဗျားတနက်နဲ့ပြစ်ရဲလားဆိုပြီးအောင်မင်းရောတော့ပြောင်ကြီးမောင်မောင်ရောမင်းစစ်ခွေးလော်ပြီးတဲ့အကုန်လုံးကျွန်တော်စာပို့ထားတယ်တကောင်းမှ reply မပြန်ဘူးကြားလားဒီကောင်တွေကစောက်ပစံရလို့ခွေးလို့ဟောင်းနေတာပြည်သူလူထုမွဲပါစေဟိုတိုင်းပြည်ပြကြရင်ပြကြပါစေကြားလားနောက်ဆုံးပစံရတယ်ဆိုသူ့မိမဟိုဖြာတယ်ဖြစ်ရင်တော့ဖြစ်ပါစေအဲ့လိုကောင်မျိုးတွေအဲ့ကောင်တွေယောက်ျားဖာတယ်ကြားလားပါဇက်ကပေါ့လို့ပဲစာပြောနေတာကျွန်တော်အဲ့လိုစာပို့ထားတာနော်ဟိုမင်းတို့သိတဲ့အမှန်တရားနဲ့အမှန်တရားဆိုတာကတော့ dimension ပေါ်မူတည်တာပေါ့ဗျာကျွန်တော်ပြောပြမယ်ကျွန်တော်ကလည်းဟိုတစ်ဖက်ဆောင်းနေကျွန်တော်တို့ကဘယ်တော့မှမပြောပါဘူးအမှန်တရားဆိုတာကကိုယ့်ရဲ့ dimension ပေါ်မှာကျွန်တော်ရဲ့ခံယူချက်ကိုကျွန်တော်ပြောတာနော် dimension ပေါ်မှာမူတည်တာကျွန်တော်ရဲ့ site ကနေကြည့်မယ်ဆိုရင်ကျွန်တော်ရဲ့အမှန်တရားဖြစ်တယ်လို့တခြားသူရဲ့ site ကကြည့်မယ်ဆိုတခြားသူရဲ့အမှန်တရားလည်းဖြစ်နိုင်တယ်ဗျအဲ့တော့ကြောင့်မို့အမှန်တရားတစ်ခုဆိုတာဟိုကျွန်တော်တဲ့အများကြီးပညာတတ်တဲ့သူတွေတောင်ဟိုဖြည့်ရှင်းချက်မထုတ်နိုင်တဲ့အပေါ်မှာကျွန်တော်တို့ကဘယ်တော့မှညင်းချက်မထုတ်ဘူးအမှန်တရားဘယ်သူမှန်လဲဘယ်သူမှားတယ်ဆိုတဲ့အမှန်တရားကိုညင်းချက်မထုတ်ဘူးဒါပေမဲ့ကျွန်တော်တို့ရဲ့လုပ်ရတွေဒီသစ္စာတရားနဲ့နေစက်ကမယ်သစ္စာတရားနဲ့နေစတဲ့အမှန်တရားတစ်ခုကိုကျွန်တော်တို့ကလုပ်ရမယ်ကျွန်တော်တို့သစ္စာတရားဆိုတဲ့နေရာမှာပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေရဲ့သစ္စာတရားကအရေးအကြီးဆုံးသစ္စာတရားသည်နော်ကျင်းဝတ်30ကျင်းဝတ်60အဲ့ထဲမှာလည်းကြည်လိုက်ပြည်သူလူထုရဲ့အသက်အိုးအိမ်စီးစိမ်ကိုကာကွယ်ဆော့ရှောက်ရမယ်ဆိုစစ်သားရဲ့အခြေခံကြဆုံးသစ္စာတရားဖြစ်တယ်အဲ့ဒီသစ္စာတရားနဲ့မညီဘူးဆိုရင်ခင်ဗျားပြောတဲ့အမှန်တရားအဝေးမှာသွားပြောလိုက်ခင်ဗျားတစ်ဖက်သက်အမှန်တရားတွေလားမပြောနဲ့အောင်မင်းတို့ကောင်မျိုးတွေကအဲ့လိုမျိုးတစ်ဖက်သက်ပြောတဲ့ကောင်တွေဒီကောင်တွေက dimension မရှိဘူးဟိုပေါ့လို့ပဲစားပြောတဲ့ကောင်တွေကြားလားအဲ့ကြောင့်မို့ तू သိတဲ့အမှန်တရားနဲ့ကျွန်တော်သိတဲ့အမှန်တရားကျွန်တော်လူငယ်ပင်မဲ့ကျွန်တော်စိန်ခေါ်တယ်နော်အဖို့မှာပြစ်လို့ရလားဟို तू ကိုကျွန်တော်လူငယ်ပင်မဲ့စိန်ခေါ်တယ်နော်သူသိတဲ့အမှန်တရားနဲ့ကျွန်တော်သိတဲ့အမှန်တရားကဘယ်ဟာသစ္စာတရားနဲ့နီးလဲဆိုတာကိုကျွန်တော်တို့ပြောကြမယ်ဒါပေမဲ့ဘေးနားမှာတော့ pistol တစ်လက်ကိုချတာကြားလားကျွန်တော်သိတဲ့အမှန်တရားသစ္စာတရားနဲ့ဝေးကွာခဲ့တဲ့ဆိုကျွန်တော်ရဲ့လုပ်ရအတွက်ကျွန်တော်တောင်းဝင်ယူတယ်ကျွန်တော်နှစ်ဖူးကျွန်တော်တရက်နဲ့ပြန်ပြစ်ပြမယ်မရဲဘူးလို့မထင်နဲ့အောင်မင်းတို့လည်းနော်မောင်မောင်တို့ပြောင်ကြီးတို့ဒီကောင်တွေလည်းရဲတယ်ဆိုရင်စိန်ခေါ်လိုက်ကောင်တွေအဲ့လောက်မရဲဘူးရဲတယ်ဆိုရင်စိန်ခေါ်လိုက်ဒီကောင်တွေသိတဲ့အမှန်တရားအတွက်ဒီကောင်တွေရင်ဆိုင်ရဲတယ်ဆိုလို့ရှိရင်ကိုနှစ်ဖူးကိုတရက်နဲ့ပြစ်ရဲလားနော်မှားတဲ့ကောင်ပြစ်ကြီးချမယ်အဲ့ဒါကြောင့်မို့ဒီကောင်လေးအဆင့်ကအဲ့ဒီအဆင့်မှာပဲကျွန်တော်ထားတယ်စောက်ယူတွေတကယ်ဖြစ်ရင်ပြေးမဲ့ကောင်လေးတကယ်ဖြစ်ရင်ပြေးလားမပြေးလားဆိုရင်တော့မင်းတို့ကိုယ်တိုင်လာကြည့်ကွာမင်းတို့ဟိုလေပေါ်ကနေအာမချောင်နဲ့ကြားလားမင်းတို့လေပေါ်ကနေအာမချောင်နဲ့မင်းတို့မှာအသိဉာဏ်အုံနောက်ပါစစ်ခွေးတွေကျွန်တော်ပြောပြမယ်မင်းတို့မှာအသိဉာဏ်အုံနောက်ပါတယ်ဆိုရင်မင်းတို့အသိဉာဏ်ချင်းရှင်းနေတယ်ဆိုရင်ငါတို့အသိဉာဏ်ချင်းရှင်းခွင့်ပြုထားတယ်ကြားလားမင်းတို့စကားဝိုင်းနေနဲ့ငါတို့ဖိတ်ခေါ်လိုက်ငါတို့ရှင်းပြောမယ်ဒါပေမဲ့ငါတို့ပြောတဲ့အနောက်မှာဆုံးဖြတ်ချက်တွေပါရမယ်ကြားလားမင်းတို့တနက်ရှိတယ်ဒါမှမဟုတ်ဓာတ်ရှိတယ်ဆိုရင်မင်းတို့ကြိုက်တာနဲ့ရှိရတယ်ငါတို့အသိဉာဏ်ချင်းဖလှယ်ကြမယ်မင်းတို့သိတဲ့အသိအသိမှဖြစ်နေမင်းတို့လဲမင်းတို့လီးရဲလားမင်းတို့နှစ်ဖူးမင်းတို့တနက်နဲ့ပြည့်ရဲလားပြည့်ရဲရင်ငါနဲ့ဆွေးနွေးမယ်ငါတို့ဆွေးနွေးပေးမယ်ဒီလိုမျိုးတော့လာအောင်မချောင်နဲ့ကွာငါတို့ဘယ်လိုပြောရမလဲကြည့်ရတာမကောင်းအောင်ကြားလားကြာဟိုတစ်ခေါက်ပြောသလိုလေဒီကောင်လေးနဲ့တွေ့ရင်ဒီလိုလက်ခေါ်ချောင်းလေးနဲ့ခေါ်ပြီးပြစ်နေရတယ်ပြေးလို့ဒီကောင်လေးမင်းတို့သိလားကြည့်ရတာအဆင်မပြေဘူးကွာမင်းတို့ကတော့အာချောင်တဲ့ကောင်တွေမင်းတို့ထက်စားရှိလို့ဟဲ့မျိုးပေါ်မှာနေတိုင်းဘီယာတောက်နိုင်တဲ့ကောင်တွေငါတို့ကသိလားနေမျိုးပေါ်မှာနေတိုင်းဘီယာတောက်နိုင်တယ်နေတိုင်းလက်ဖေးဆိုင်လဲထိုင်နိုင်တယ်ကြားလားရှောက်လဲသွားနိုင်တယ်အဲ့ဒါတွေကိုတော့စွတ်လွတ်ပြီးတော့ငါတို့တောထဲမှာလာပြီးတော့တူရင်ကိုတင်လာဖိုက်တယ်ကမင်းတို့နည်းနည်းပါးပါးအုံတော့နဲ့စဉ်းစားဒီဘဲတွေကငါတို့လေနဲ့သွားပြောလို့နိုင်မမလားဆိုပြီးတော့မင်းတို့နည်းနည်းစဉ်းစားဟဲ့မင်းတို့အတွက်လက်တွေ့ဆန်လို့နော်မင်းတို့290ကျော်တီဆောက်ထားတဲ့စစ်တပ်ကိုတော့ဖြိုမို့တောထဲမှာလာနေတာကြားလားဟဲ့အောင်တောထဲလာတဲ့အချိန်မှာလက်ပလာနဲ့လာကြားလားအခုတော့လက်နဲ့ပြည်သူလူထုထောက်ပံ့မှုကြောင့်လက်နဲ့ခဲရင်းနဲ့ဖြစ်သွားပြီဟဲ့လက်ပလာပဲရှိတဲ့အချိန်မှာတော့မင်းတို့ဒုံးနဲ့လိုက်ရိုက်ခဲ့တဲ့ကောင်ကြီးကြားလားအခုမင်းလက်နဲ့ချင်းရတော့မကြိုက်တဲ့နေရာစိန်ခေါ်လိုက်မင်းတို့ဟိုငါတို့ကပျောက်ကြားစနစ်တိုက်ခိုက်လို့ခြုံကိုတိုက်ခိုက်တယ်ဘာဖြစ်တယ်ညာဖြစ်တယ်ဇာမရှိဘူးလို့မင်းတို့ထင်မင်းတို့10ယောက်ငါတို့10ယောက်လက်ခွင်းထဲမှာတန်းလိုက်ငါတို့ပြစ်မယ်ဘာမှမင်းတို့ online ကနေအာမချောင်နဲ့မင်းတို့ကောင်တွေတော်တော်အာချောင်တဲ့ကောင်တွေမင်းတို့ကိုးကွယ်နေတဲ့စစ်ခွေးတွေကိုမင်းတို့စစ်ခွေးတွေကဇာရှိတယ်လို့ကိုးကွယ်ထိုက်တယ်လို့မင်းတို့စစ်ခွေးတွေကိုမင်းတို့ထင်တယ်ဆိုရင်မင်းတို့စစ်ခွေးတွေမင်းတို့သွားပြောလိုက်ဒီအဖွဲကတော့ဒီကောင်ကတော့နော်10ယောက်တန်းပြစ်မယ်စိန်ခေါ်နေတယ်မင်းတို့သွားပြောအကောင်တွေငါတို့လာပြီး challenge လုပ်ရင်ငါတို့ပြစ်မယ်
ဒါပေမဲ့ဟဲ့ယောက်ျားတွေစိန်ခေါ်တာယောက်ျားတော့ဆန်ပါစီကြားလားချင်းပြစ်မယ်ဆိုပြီးထောင်တော့မဖမ်းနဲ့ကြားလားလူတော့မရဘူးကြည်စံပဲရမယ်ကြားလားကြောကော့သွားမယ် အပကြီးဈေးလေးပြောပြပါဦးနော် နော်လူတော့မရဘူးကြည်စံပဲရမယ်မင်းတို့ကောင်းနေငါပြောတာမင်းတို့အာချောင်တက်တက်ပဲမင်းတို့ငါတို့ရဲ့ page ရဲ့ messenger မင်းတို့လာဆဲတယ်ဘာဖြစ်တယ်ညာဖြစ်တယ်ဘာညာလာဖြစ်လာမဆဲနဲ့လေကွာမင်းတို့ကိုယ်တိုင်ဝင်လိုက်မင်းတို့မှန်တယ်ဆိုတဲ့ဘက်မှာမင်းတို့တောင်းဝင်လိုက်ဝင်ပြီးမင်းတို့ငါတို့လာတိုက်ကြားလားမင်းတို့ချင်းကြားတွေထမ်းပြီးငါတို့ရှိကိုလာခဲ့မင်းတို့မင်းတို့ကောင်းနေကိုကွာဟဲ့အောင်စစ်ခွေးနဲ့ဘောမမင်းတို့ကြောက်လို့ချင်းငါတို့တောထဲတော့မလာဘူးကြားလားမြို့မှာပဲမင်းတို့ပြောသမျှဟုတ်ကဲလို့ပြောပြီးစစ်ကြုံခံပြီးငါတို့ဘီယာတောင်းနေလိုက်မယ်ကြားလားမင်းတို့စောက်ကူမဆိုင်လို့စစ်ခွေးတွေမင်းတို့စောက်ကူမဆိုင်လို့ကြားလားတောထဲလာပြီးတော့လက်နဲ့လာကြိုင်တာမင်းတို့ပြောတာပါလဲမင်းတို့လည်းတောထဲမှာလည်းနေနေတာလည်းမြို့ပေါ်ဘယ်တော့တက်မှာလဲပါညာမင်းတို့မြို့ပေါ်မှာ290ကျော်ရင်ယူထားလေကွာငါတို့မနေ့တနေ့မှာတောထဲဝင်လာတယ်ကွာဒါပေမဲ့ငါတို့ချက်တော့မှာကက်တရနင်းပြီးသွားပြီကြားလားမင်းတို့တောနေရဲလားမင်းတို့ပြောတာပါလဲမင်းတို့တဲ့ကျုံမောကနေလွတ်မြောက်ပြီလားလွတ်မြောက်တယ်လေကွာငါတို့လက်နဲ့ငါတို့နေမြင်ငါတို့နေတာကွာမင်းရောက်လိုက်ဒီမှာလာရဲလားပြောမင်းရောက်လိုက်ခွေးရောဒီနေရာမှာလာရဲလားအဲ့ဒါငါတို့လွတ်မြောက်တာပဲလေကွာငါတို့လွတ်မြောက်တယ်လေကွာငါတို့နေမြင်နဲ့ငါတို့အုပ်ချုပ်မှုနဲ့ငါတို့စီးစနစ်နဲ့ငါတို့ဆုံးဖြတ်ပိုင်ခွင့်နဲ့ငါတို့နေတာလေကွာမင်းတို့ဒီမှာလာဆုံးဖြတ်ကြည့်ဟမ်မင်းတို့မော်တော်ဘီကယ်ဒီမှာလာကြည့်ဟမ်မင်းတို့ရဲဒီမှာလာကြည့်ဟမ်မင်းတို့စစ်ခွေးငါတို့တော်ထဲမှာဆန္ဒပြရမလားမင်းတို့ဟမ်မင်းတို့လာတားမလားဆန္ဒပြတဲ့နေရာကိုမင်းတို့လာတားရဲလားမင်းတို့စစ်ခွေးအုပ်စုလာတားရဲလားငါတို့လုပ်ပြရမလား အုံနောက်တွေထုတ်ပလိုက်မယ် ဒီဟာငါတို့ပြောချင်တာကငါတို့လွတ်လပ်ခွင့်နဲ့ငါတို့နေတယ်မင်းတို့လွတ်လပ်ပြီလားဆိုတဲ့စကားကိုမင်းတို့စစ်ခွေးတွေလာမမေးနဲ့ကြားလားနော်မင်းတို့ကောင်တွေကိုငါတို့ကနောင်တရစေချင်တာကြားလားသူများအသက်ကိုအသက်လွတ်မသက်ချင်ဘူးကြားလားငါတို့ကအသက်လိုက်သက်ရတာပျော်နေတဲ့ကောင်တွေမဟုတ်ဘူးကြားလားမင်းတို့ကောင်တွေပြောတဲ့စကားငါရဲ့မစင်ကြမှာလာပြောတာငါတော်ရည်ချင်တယ်သိတာနော်မင်းတို့ဘာလဲမင်းတို့ကလည်းပြပအားကိုးကောင်နေတဲ့စစ်ကြုံငါတို့ကစစ်ကြုံဖြစ်ရတာမတန်သေးတယ်ဘာပြပအားကိုးလဲပြပရတာငါတို့တယောက်ကို$10လာစဉ်ပဲပေးကြည့်မင်းတို့အမှုန့်ကျိတ်ခံရပြီကြားလားငါတို့တပြားမှမရလို့ငါတို့ဘယ်သူမှမပေးလို့ပြည်သူလူထုပေးတဲ့ဟာနဲ့ဝယ်တာတော့မင်းတို့အမှုန့်ကျိတ်နေတာနော်ပြပပေးတဲ့မင်းတို့ပြောတဲ့ဒေါ်လာတွေဘာတွေညာတွေတာငါတို့ရကြည့်မင်းတို့ပြောတာပါလေအနောက်နိုင်ငံရဲ့ကြုံဖြစ်မယ်အနောက်နိုင်ငံကထောက်ပံ့ကြည့်မင်းတို့မသားပေါ်တာကြားလာနေပြီကြားလားမင်းတို့အနောက်နိုင်ငံကဘယ်အနောက်နိုင်ငံငါတို့ထောက်ပံ့လဲဟမ်ဘာတွေမင်းတို့ရှောက်ပြောနေတာစစ်ကြုံဖြစ်ရတာမတော်သေးတယ်မင်းတို့အစားမင်းတို့မွေးတဲ့သားသမီးတော့ငါသနာတယ်ကြားလားမင်းတို့မွေးတဲ့သားသမီးတော့ငါသနာတယ်စစ်ကြုံနေရဲ့ကြားလားမင်းတို့ကြုံခံရတာတော့ဂုံယူနေဘာလဲစစ်ကြုံဖြစ်ရတာတော့ကောင်းသေးတယ်မင်းတို့ကောင်းနေတော်တော်အံ့ဩတဲ့ကောင်းနေမင်းတို့သားသမီးတွေကိုငါတော်သနာတယ်ကြားလားမင်းတို့စိတ်မာတဲ့ကမင်းတို့ကြုံစိတ်မင်းတို့လိုကောင်မျိုးတွေရှိလို့နော်အင်္ဂလိပ်မြန်မာစစ်ပွဲမှာ200ကျော်ကြာကြုံဘောကမလွတ်တာမင်းတို့ကောင်မျိုးတွေကြောက်ကြားလားငါအရင်တော့တွေးခဲ့ဘူးတယ်ဘာကြောင့်မြန်မာတွေအင်္ဂလိပ်ကို200ကျော်ကြာကိုမီကိုရီကိုလေမှာမတိုက်နိုင်တာလဲဆိုတော့ငါစဉ်းစားဘူးတယ်ငါစဉ်းစားလို့မရဘူးဟမ်ငါစဉ်းစားလို့မရဘူးဘာဖြစ်လို့လဲသိလားတော်လိုင်းအင်အားစုတွေကနည်းနည်းပဲရှိလို့ကြုံမခံကျင်တဲ့ကောင်ကနည်းနည်းပဲရှိလို့ကြုံစိတ်ကြုံသွေးကြုံမွေးရှိတဲ့ကောင်တွေကများရှိလို့မင်းတို့200ကျော်ငါတို့ဘိုးဘွားတွေလက်ထက်မှာ200ကျော်ကြာတာကြားလားအဲ့ဒီရဲ့အမွေတွေကိုမင်းတို့ဆက်ယူခဲ့အလိုမှစစ်ခွေးကတော့မင်းတို့အဲ့ဒီအမွေကိုမင်းတို့ဆက်ယူခဲ့ပြီးတော့မင်းတို့စစ်ခွေးအောက်မှာမင်းတို့ထက်ပြီးကြုံခံကွာကြားလားငါတို့ကကြုံမခံဘူးငါတို့ကတိုက်မယ်ဟဲ့အောင်ကြားလားကြုံဖြစ်ရတာထက်ငါတို့အသက်သေသွားရင်သေသွားပြီကြားလားဟဲ့အောင်နော်အားလုံးကကြည်စံအားလုံးထိရင်သေတတ်တယ်ငါတို့လည်းသေတတ်တယ်သူတို့လည်းသေတတ်တယ်ကြားလားငါတို့သေသွားတယ်ငါတို့ view မဆိုင်ဘူးဒါပေမဲ့ငါတို့တမိုင်းကကြံနေခဲ့လိမ့်မယ်မင်းတို့သားသမီးတွေဒါငါအဖေပါလို့ပြောရတဲ့အဖေဖြစ်ပါစေငါဆူတောင်းတယ်ကြားလားနော်နောက် generation မှာဒါပေမဲ့ငါတို့ကတော့မနေဘူးငါတို့ကလူတဦးတယောက်ပါတီတစ်ခုအတွက်တိုက်နေတာမဟုတ်ဘူးငါတို့ရဲ့အနာဂတ်တက်လာမဲ့ generation တွေအတွက်ငါတို့အနာဂတ်လာပါမှုကိုငါတို့လာရောက်ရှာဖွေနေတာနော်အဲ့တော့မင်းတို့သားသမီးတွေဖြစ်ပါစေမင်းတို့ရဲ့သားသမီးတွေစစ်ခွေးရဲ့သားသမီးတွေဖြစ်ပါစေငါတို့မမုံဘာဖြစ်လို့လဲငါတို့ကစနစ်ကိုတိုက်တာမင်းတို့ကလေးတွေငါတို့ပြောင်းလဲပေးမယ်ဒါပေမဲ့မင်းတို့သူတို့ရဲ့အဖေဖြစ်ကမှာမင်းတို့ရှက်ကြားလားမင်းတို့သူ့ရဲ့ဖေဖြစ်ရမှာရှက်ငါသားသမီးကိုငါဆုံးမခဲ့တာမှားပြီဆိုပြီးမင်းတို့နောင်တရကြားလားစစ်ခွေးနဲ့စစ်ခွေးဘောမတယ်ငါပြောချင်တာမင်းတို့မစင်ညာမှာလာမစဲနဲ့ဇာအချင်းတွေမင်းတို့
နော်စစ်ခွေးရှိမှတနက်ပေါ်တယ်ကွာမင်းတို့တနက်သွားယူပြီးသေရင်လာတိုက်လိုက်ရှင်းရှင်းလေးပဲကွာငါဘာမှရှုံရှုံရှက်ရှက်တွေမရှိဘူးကြားလားမင်းတို့ကလည်းဘာတွေစကားတွေများနေမှမသိဘူးတခါလေအာယုံနောက်တယ်ကွာသိလားမင်းတို့စကားတွေမများနဲ့မင်းတို့ယုံကြည်ရဲ့ဘက်ကိုမင်းတို့ရှောက်လန်းနေတယ်ဆိုမင်းတို့အစင်သေးရှိတဲ့တနက်အစင်သေးရှိတဲ့စစ်ခွေးရှိမှသွားနေငါတို့တနက်တလက်မှမရှိတဲ့ NUG ရှိမှငါတို့ယုံကြည်မှုနဲ့ငါတို့လာနေတယ် NUG ခုချိန်นี้ငါတို့တနက်တလက်မှမပေးဘူးဒါပေမဲ့ငါတို့ယုံကြည်မှုနဲ့ငါတို့လာနေတယ်ကြားလားမင်းတို့ကငါတို့ထွတ်တော်မှလက်နဲ့များတယ်ကွာလက်နဲ့တာတယ်လက်နဲ့ကြီးလည်းရှိတယ်အစုံရှိတယ်မင်းတို့သွားနေပြီလားတိုက်လိုက်လေကွာမင်းတို့ဘာလျှောက်ဆဲနေရငါစဉ်းစားကြည့်တာမင်းတို့ကအာထောင်မှုသက်သက်ပဲကြားလားနော်မင်းတို့ရဲ့ကျုံသွေးကျုံမွေးကျုံစိတ်နဲ့ကောင်တွေကမင်းတို့ကောင်တွေကရှစ်ခေတ်မှာတော်တော်များခဲ့တဲ့မင်းတို့ generation ငါတို့ဖြည့်ဆည်းပြစ်မယ်မင်းတို့ကျုံစိတ်ရှိတဲ့ generation ကိုဒါပေမဲ့မင်းတို့သားသမီးတွေကိုတော့ငါတို့ကောင်းကောင်းပြန်မွေးပြန်ဆော့ရှောက်ပေးမယ်ကွာငါတို့အဲ့လောက်ထိမျိုးမရက်ဆက်ပါဘူးကြားလားငါတို့ရက်ဆက်ဖို့လာကင်တာမဟုတ်ဘူးကြားလားရက်ဆက်ဖို့တနက်လာကင်တာမဟုတ်ဘူးကြားလားမင်းတို့စစ်ခွေးတွေလိုမျိုးရက်ဆက်ဖို့တနက်ကင်တာမဟုတ်ဘူးကိုပြည်သူလူထုကိုတတ်ဖို့တနက်ကင်တာမဟုတ်ဘူးမင်းတို့ရဲ့မွေးလာတဲ့သားသမီးတွေကိုငါတို့ကောင်းကောင်းဆော့ရှောက်ပေးမယ်ကြားလားမင်းတို့တော့သေကြားလားမင်းတို့စစ်ခွေးတွေသေငါတို့လည်းပျော်တယ်လို့မင်းတို့မထင်နဲ့မင်းတို့အနောက်မှာရှိတဲ့မိသားစုတွေမင်းတို့အနောက်မှာရှိတဲ့သားသမီးတွေသူတို့များအစဉ်ပြေရဲ့လားယောက်ျားဆိုတာအိမ်တော်ဦးစီးကွာအိမ်တော်ဦးစီးပြိုလဲသွားရင်မိသားစုဆိုတာပြိုလဲတယ်ပြိုလဲသွားမဲ့မင်းတို့မိသားစုတွေအတွက်ငါတို့တနာတယ်ငါတို့မလုပ်ချင်ဘူးဒါပေမဲ့မင်းတို့ကငါတို့မမေ့ငါတို့အဖေဖမ်းတယ်ငါတို့မေဖမ်းတယ်ငါတို့စိတ်မှာနာကျင်ရတယ်ကြားလားမင်းတို့လှုပ်ရက်ကစစ်သားလှုပ်ရက်လည်းမဟုတ်ဘူးယောက်ျားလှုပ်ရက်လည်းမဟုတ်ဘူးငါတို့မင်းတို့မိသားစုငါတို့ဖမ်းလားငါတို့ဖမ်းလို့ရတယ်ငါတို့ကင်တာတနက်အစ်စ်ဟမ်ငါတို့မဖမ်းဘူးမင်းအပြစ်လုပ်ရင်မင်းကိုပဲငါတို့ဖမ်းမယ်စစ်ခွေးတွေကြားလားနော်မင်းတို့နဲ့ထိတ်တိုက်တွေ့ရင်မင်းတို့ကိုပဲငါတို့ပြစ်မယ်နော်ခိုးကြောင်ခိုးကငါတို့မလုပ်ဘူးအေးငါပြောချင်တာကစစ်ခွေးတွေရဲ့မင်းတို့ကိုမင်းတို့စစ်ကုံရှိတယ်စစ်သွေးစစ်မွေးရှိတယ်ဆိုရင်လူတူလို့ကြားလားမင်းတို့ကိုနိုင်စားနေတဲ့မင်းအောင်လိုင်းနဲ့အုပ်စုကိုမင်းတို့တော်လန့်ကြားလားမင်းတို့နိုင်စားနေတဲ့မင်းအောင်လိုင်းနဲ့အုပ်စုကိုတော်လန့်မင်းတို့ဖိနှိပ်ထားတာအကြောက်တရားနဲ့မင်းတို့ချီနှောင်ထားတာနှောင်ကြိုးတွေနဲ့မင်းတို့ဖြတ်ထုတ်လိုက်ကြားလားဟဲ့ငါအဖေအမေတွေမှာလဲငါကြောက်တယ်ကြားလားဒါပေမဲ့ငါရဲ့ generation ပြည့်စည်မှာငါပိုကြောက်တယ်ငါအဖေအမေကိုမင်းတို့စစ်ခွေးတွေဖမ်းပြီးသွားပြီနော်အဲ့ဒါတော့ငါပါတယ်သိတာငါဝမ်းနေတယ်ငါဝမ်းနေခဲ့တယ်ဒါပေမဲ့ငါမကြေကွဲဘူးကြားလားဒါပေးဆက်မှုပဲဒါတော်လန်ရေးပဲမင်းတို့မကျင်နိုင်တက်ပလိုက်ကြားလားမင်းတို့မကျင်နိုင်တက်ပလိုက်ဒါမင်းတို့လုံးရက်ပဲငါကတော့ငါနောက်ထပ်လာမဲ့ငါတို့အနောက်မှာမွေးလာမဲ့ညီလေးညီမလေးတွေရဲ့အနာဂတ်ကိုငါရှာမယ်ငါအဖေအမေကအသက်ကြီးသွားပြီဒီတိုင်းနေလဲ तू နေမကောင်းဖြစ်လဲ तू သေခြင်းသေမှာပဲဒါပေမဲ့ငါတို့ရဲ့သွေးသားတွေကွာငါတို့ခံစားတတ်တယ်ကြားလားဒါပေမဲ့ငါတို့ခံစားမှုကိုနောက်မှာပဲထားတယ်ငါတို့လိုချင်တဲ့ဒီမိုကရေစီနဲ့မျှတမှုကိုငါတို့အရင်ရှာမယ်ကြားလားငါတို့လိုချင်တာငါတို့အဲ့ဒါပဲမင်းတို့အပျော်လိုက်သက်နေတာမဟုတ်ဘူးနော်မင်းတို့အပျော်လိုက်သက်နေတာမဟုတ်အဲ့တော့မင်းတို့ငါတို့ရှိမှလက်နဲ့လာချအဲ့လိုမျိုးလက်နဲ့ချလို့ပြောရင်မင်းတို့ကြိုက်ချင်မှကြိုက်မှာကွာငါနည်းနည်းရှော့ပြောပေးမယ်မင်းတို့ငါတို့နဲ့လာရောက်ပူပေါင်း NUG အစိုးရရှိမှသစ္စာခံပြည်သူရင်ခွင်မှာပြန်လာပြည်သူစစ်သားလာလို့အဲ့လိုမျိုးဘာမှမလုပ်ဘူးဆိုမင်းတို့တင်ကြိုင်ကုန်းသွားရမယ်ကြားလားအဲ့ဒါငါတို့ပြောပြတာအချိန်မလွန်သေးဘူးကွာနော်ငါတို့လေပြောတာမဟုတ်ဘူးမင်းတို့ကြည့်လိုက်ငါတို့တောထဲကိုစရောက်လာတော့မင်းတို့စော်မဲလုံးလားမင်းတို့ဘာပြောလဲဟမ်စော့အလေလွင့်ကောင်နေပါတဲ့အချိန်တန်ရင်းနဲ့နည်းနည်းကြာလာတယ်နည်းနည်းကြာလာနေအခုပါလေအခမ်းအနားနဲ့ကြိုဆိုပြီးသားတို့သမီးတို့ဖြစ်သွားပြီမလားဟမ်သားတို့သမီးတို့ဖြစ်သွားပြီမလားမင်းတို့ကရခိုင်ကစစ်ဦးစီးချုပ်ရခိုင်စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထုံးမြတ်နိုင်ပြောသလိုပဲမင်းတို့ကောင်တွေကမြစ်တာနဲ့မတန်ဘူးလက်နဲ့ရှိမှလေပဲဆက်ဆံခြင်းနဲ့အတိတရားကိုမင်းတို့လက်နဲ့မှာသွားထည့်တဲ့ကောင်တွေမင်းတို့စစ်ခွေးတွေကြားလာငါပြောတာမင်းတို့အတိတရားကိုလက်နဲ့မှာပဲထည့်တဲ့ကောင်တွေဆိုတော့ငါတို့မင်းတို့လက်နဲ့စကားပြောမယ်ကြားလားငါတို့မင်းတို့လက်နဲ့စကားပြောမယ်ငါတို့ကောင်းကောင်းလည်းပြောမယ်လက်နဲ့လည်းပြောမယ်ကောင်းကောင်းပြောလို့မရလက်နဲ့ပြောမယ်နော်အဲ့ဒါမင်းတို့သိဖို့ပဲမင်းတို့ကလက်နဲ့ရှိမှပြောချင်တာအရင်တော့ငါတို့မျိုးပေါ်မှာလက်နဲ့တစ်လက်မှမရှိဘူးငါတို့ကောင်းကောင်းပဲလိုချင်တာကိုပြောတယ်မျှတမှုကိုတောင်းဆိုတယ်ငါတို့ကြောပေါ်ထုတ်ကြတယ်ဟဲ့အောင်မင်းအောင်လိုက်ငါလိုကခွေးသားတော့နော်ငါကြောကုန်းမှာထုတ်ကြတာငါမမေ့ဘူးမင်းတို့ငါပြောပြမယ်မင်းအောင်လိုက်မင်းတို့ခွေးမင်းတို့သားသမီးကိုမင်းတို့ကြောမှာထုတ်ကြအောင်မင်းတို့ရိုက်ဖူးတာမင်းအောင်လိုက်မင်းတို့ရိုက်မှာမဟုတ်ဘူးကြားလား
ဒါပေမဲ့မင်းတို့သူများကိုခိုင်းတယ်ငါတို့ကြောပေါ်မှာထုတ်ကြအောင်ရိုက်ဖို့အဲ့ဒါငါတို့ကမင်းတို့မွေးတဲ့သားသမီးလားဟမ်မင်းတို့ရဲ့ကြုံလားမင်းတို့ရဲ့ဘာလဲအခိုင်းစေးလားဒီမြန်မာပြည်မှာငါတို့လူလာဖြစ်တာမင်းတို့ရဲ့အခိုင်းစေးလုပ်ဖို့လားမင်းတို့ပြောတဲ့အတိုင်းမနေလို့ငါတို့ကြောကိုတုံးနဲ့ကြောက်အောင်လုပ်တာမင်းတို့သားသမီးတွေမင်းတို့လိုရိုက်ရက်လားဟမ်မင်းတို့မရိုက်ဘူးမလားငါတို့ကမင်းတို့ရိုက်တယ်မလားအခုငါတို့မကျင်တဲ့လို့လက်နက်ကင်လို့ငါတို့ပြန်တော်လန်တယ်ကွာမင်းတို့ပြန်ခံစားကြားလားနော်မင်းတို့ပြန်ခံစားဒါပေမဲ့မင်းတို့လိုတော့ငါတို့စောက်ချက်မရဘူးငါတို့မမိလို့မိသားစုလိုတော့ငါတို့မခံဘူးကြားလားမင်းတို့ပဲငါတို့ဖြစ်ပေးမယ်မင်းတို့ပြစ်မင်းတို့နဲ့ပဲဆိုင်တယ်မင်းတို့မွေးတဲ့သားသမီးလဲမြီးတွေပေါ့ကွာမင်းအောင်လိုက်မင်းမြီးတွေလဲမင်းစောက်ချက်မကောင်းလို့လောကမှာသူတို့ရှင်သန်ရမှာမျက်နှာငဲမှာပဲဒါပေမဲ့ငါတို့လူလောကတော့လူစိတ်မွေးတဲ့အတွက်ကြောင့်မို့သူတို့ကိုမပြစ်ပယ်ပါဘူးကြားလားမင်းတော့သေတော့ဟာပဲရအေးစေးပဲကွာမင်းတို့ကဟဲ့အောင်လိုက်လို့ဖမ်းလို့မလွယ်တဲ့လေလိုင်းပေါ်မှာတော့ပုံနေရတဲ့ကောင်ကငါတို့ဘာမှလာမပြောနဲ့ကြားလားမင်းတို့အပြင်မှာရှင်ဖို့မပြောနဲ့လေလိုင်းပေါ်မှာတော့ပုံပြီးမှခွေးလို့ခွေးနဲ့သမနိုင်နဲ့ခွေးရငါချစ်တိတ်ခါကြတယ်ဆရာတို့ခွေးချစ်တယ်အေးမင်းတို့ကတလိမ့်ဆန်ပေါ့ကွာငါတလိမ့်ဆန်စောက်အတိမရှိတဲ့တလိမ့်ဆန်တွေလို့လိုက်မဟောင်းနဲ့ကြားလားတလိမ့်ဆန်တွေတော့ကိုကြောင့်ခိုးဝဲနဲ့ခွေးတိုးပေါက်ကနေလာပြီးတော့အကောက်တူးနဲ့လာဟောင်းစိတ်တူလို့ပြန်ပြောတာမဟုတ်ဘူးကြားလားမင်းတို့သမီးသက်သက်နှိမ့်နေတာကွာရှင်းလားထွက်သွားရအောင်မင်းတို့လည်းမတန်ဘူးဒီလိုက်နဲ့ကမင်းတို့မထွက်သွားနဲ့ကြည့်ပါစေကြည့်ပါစေဟာလို့အဲ့အောင်ဘာလဲစောင်းဝဲချိုးတဲ့ဘဲတွေကိုမင်းတို့ထိုင်ကြည့်မြင်ဘူးအောင်လို့မင်းတို့ဖမ်းပြီးလိုက်အိုနာဂျိုးကစောက်တော်သားရုပ်တွေတော်သားတချို့ကတမျိုးထင်အောင်လို့ငါတို့ဟာတာပြောတာပြန်မပြောချင်ဘူးရေပြင်မှာပဲလာလိုက်မင်းတို့အဲ့လိုမျိုးရှောက်ပြောနေတာရေပြင်မှာပဲလာလိုက်ရေပြင်မှာမိရင်တော့စောက်ခွက်ကလေဒီလိုမျိုးစောက်ရုပ်နုနုလေးတွေကိုတော့မှအဖနဲ့လိုက်ခေါ်နေစောက်ချက်တွေတုံးလို့ဆရာကြားလားဒီရုပ်ကအဖရွယ်လားရုပ်ကြည့်တော့ဖိုးကြီးပဲမင်းတို့အရသာရှိအောင်ငါပြောပြလိုက်အောင်မယ်ကြားလားမင်းတို့ခွေးတကောင်တော့ပြစ်တဲ့တော့အဲမဲ့မျက်မှန်နဲ့ပါနဲ့စတိုင်နဲ့မလိုင်းနဲ့ကြားလားစောက်ခွက်ကိုတိပြစ်လဲပြောဟာတဲ့လှုပ်တယ်ကြားလားလှုပ်တယ်မပြောနဲ့ကျော်ကတော့ချော်လေးပဲအလဲအပြစ်တော့ကျန်းတယ်ကွာအပြစ်တော့ကျန်းတယ်ကျော်ကတော့နုနုလေးပဲမထင်ရဘူးကြားလားဒီကောင်တွေဩဒီတိုင်းပဲရှောက်သွားနေရတာလို့တော့မင်းတို့မထင်နဲ့စောက်ဒုက္ခအကြီးပေးမဲ့ကောင်ကြားလားဦးအောင်လူပတ်သက်တိုင်းလွှဲတာရောက်လာပြီးကြည့်လိုက်ပါဦးဘနာနာလို့ပွဲဟဲ့အောင်မေရှိကသိတာမေအကျော်ရောင်းထားတဲ့ပတ်စံကိုခိုးပြီးတော့ဖုံးပေတစ်ထောင်မိုးဝယ်ပြီးတော့ဒီမှာလာမဟောင်းနဲ့ကြားလားနော်မင်းတို့ထဲဝင်ခိုးရတဲ့ပတ်စံကိုထဲဝင်သုံးပါကွာကြားလားမင်းတို့ကဘလို့ခစ်နဲ့ပဲတန်လဲဆိုလို့ရှိရင်မင်းတို့ငါပြောပြမင်းတို့တန်တဲ့ခစ်အကြောင်းငါပြောပြမယ်ကြားလားမင်းတို့အိမ်ကနေမိုးလင်းလာတဲ့ပတ်စံ9000ခိုးလိုက်တယ်ကြားလားမင်းတို့ပတ်စံ9000ခိုးလိုက်တယ်ပတ်စံ9000ခိုးပြီးတော့အဲ့ဒီပတ်စံ9000ကိုကောင်မလေးနဲ့သွားတွေးဖို့ချိန်တယ်ကြားလားမင်းတို့ကအဲ့လိုနေဝင်းတို့တန်းရွှေတို့အဲ့လိုပုံစံထားတဲ့ခစ်နဲ့ပဲမင်းတို့ကတန်တယ်ကြားလားမင်းတို့ကပတ်စံ9000ခိုးတယ်ကောင်မလေးနဲ့သွားတွေးဖို့ချိန်တယ်နှမချင်းကိုချင်းမစာနာဘူးပန်းချံမှာသွားချိန်တယ်ဘာဖြစ်လို့လဲဆိုတော့အဲ့9000တောင်ခိုးထားလေကွာကြားလားဟဲ့အောင်ဆက်ကိစ္စကိုအပြစ်မမြင်ဘူးကြားလား21ရာစုမှာမင်းတို့ကအဲ့လိုမျိုးဟိုတယ်တောင်မသွားနိုင်လို့ကြားလားလမ်းဘေးမှာထီးကွယ်ပြီးတော့နေတဲ့ဇေယျမင်းတို့ကကြားလားမင်းတို့ကပတ်စံ1000ကိုကောင်မလေးကဝတ်သားတို့သွားစားမယ်ဆိုတော့ငါစောက်စင်းမရှိလို့မကြွေးနိုင်လို့ကြားလား Ashberry မှာ400တန်အေးနဲ့600တန်ပီဇာစောက်တူကိုဝယ်စားတဲ့ကောင်မင်းကအဲ့လိုမျိုးအနေထားမင်းတို့ကအဲ့လိုမျိုးအင်းနေဝင်းတို့ဘာလို့မင်းတို့ကိုခြိပွားအောင်မှာထားပြီးနှိမ်တာကိုမင်းတို့ခံကြားလားငါတို့ကိုလာမပြောနဲ့ငါတို့ကအဲ့လိုမခံလို့လက်နဲ့ကင်ပြီးတော့တော်လန့်နေတာနားလေလားဟဲ့အောင်ကျွန်းအောင်စောက်ရုပ်ကကျွန်းသွေးကျွန်းမွေးနဲ့မင်းတို့က level တူတူတန်တန်လာပြောနေဘယ်တော့မှငါတို့နဲ့ level တူတူတန်တန်မပြောနဲ့ကြားလားငါတို့မြို့ပေါ်ပြန်ဝင်လာရင်လည်းမင်းတို့ငါတို့ကိုခေါင်းငုပ်ထားဒါမှမဟုတ်ငါတို့ကတော့မင်းတို့ဒါလောက်ကြပါငါထွက်ပြေးတဲ့အဲ့ကောင်တွေဖတ်မလို့နဲ့မဟုတ်သူတို့အခြေအနေကိုသူတို့ကမသိကြဘူးဗျာတခါလေကြရင်လေသူတို့အခြေအနေကိုသူတို့မသိကြဘူးအဲ့ဆိုတော့သိအောင်ကျွန်တော်တို့ကနည်းနည်းပြောပေးရတယ်လူဆိုတာကိုယ့်အခြေအနေလေးကိုသိတော့ထင်းထင်းသိမ်းသိမ်းလေးလုပ်လို့ရတာပေါ့ဗျာမြောင်းနဲ့တခုမင်းတို့မင်းအောင်လိုင်းကိုထောက်ခံပြီဆိုတော့မင်းတို့အုံနောက်အရေးသွေးကဘယ်လောက်ရှိလဲဆိုရင်မင်းတို့မိဘတွေကိုပဲထည့်ပြောရင်မကောင်းဘူးကွာသိလားကြားလားမင်းဖေကဟို
ပြစ်ပူးပြစ်ဒဏ်နဲ့ထောင်ကျနေတဲ့အချိန်မှာရဲဘက်ပြေးလာတဲ့အချိန်နဲ့မင်းမေအကျော်ရောင်းတာနဲ့သွားတွေ့ပြီးမင်းလိုကောင်မျိုးမွေးလာ ချဲတယ်